ပိန်ရထားအစ်ကြီးနဲ့ခရီးသွားမဲ့ဘလော့လေးပဲဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံကြီးတိုးတက်နေတာလားကြည့်လိုက်တော့ဒီလိုအေးစိတ်ပြီးတန့်ရှင်းတက်ရက်နေတဲ့စပိန်ရထားအစ်ကြီးနဲ့ဘကိုးကနေနေပြည်တော်ကိုသွားပါမယ်ဒီရက်ထားကြီးမှာကကြတော့တပူတာချင်းတပူတာတက်ပါတယ်ဈေးတယ်ကြီးမရှိဘူးသတ်မှတ်ပေးထားတဲ့ဝန်ထမ်းတွေကဒါဒီရက်ထားပေါ်မှာဈေးလေးရောင်းချပေးတာပေါ့နော်ကျမတို့လို online ပေါ်မှာဈေးရောင်းပြီးတနေ့ဖုန်းတွေလက်တော့တွေအကြည့်များတဲ့သူတွေကတော့ဒီလိုရှုခင်းကလေးတွေကိုကြည့်ပြီးတော့လေရက်ထားကငင်းနဲ့ဆိုတာခရီးသွားရင်ရှုခင်းနေကြည့်ကျင်နေဆိုတာကတော့ဒီလိုရက်ထားလေးနဲ့သွားမှဖြစ်မှာနော်ဘကိုးကနေနေပြီးတော့ကိုကြာချိန်ကလည်း၄နာရီထဲဆိုတကယ်ကိုတက်တာနဲ့ရောက်သွားတဲ့ခရီးလေးတစ်ခုပဲကဲရာသီဥတုလည်းကြည့်လိုက်ပါတော့လွမ်းစရာကြီးတော့အုံမိုင်းနေရပဲဒီအမြန်ရက်ထားကြီးကကြတော့တနေ့ကို2ကြိမ်ထွက်ပါတယ်နော်ဂျပန်ရက်ထားရဲ့စပိန်ရက်ထားရဲ့ကျမတို့စီရဲ့စပိန်ရက်ထားကတော့နေ့လယ်1နာရီ15မှာဘကိုးကနေစထွက်ပါတယ်နေပြီးတော့9နာရီဒီမှာရောက်ပါတယ်ရှင်ကဲရာသီဥတုအခြေအနေကိုတော့ကြည့်တာဒါမိုးတိတ်သွားတဲ့အခြေအနေနော်လေရောမိုးတွေရောကျန်းနာတာဆိုတာမှကျမတို့ကတော့ရေပန်းဥယျာဉ်ကိုသွားမှာဆိုတော့နေပြီးတော့ဒီမစီဝါပဲနဲ့ပြင်းမနာပူတာမှာပဲဆင်းလိုက်ပါတယ်နော်အခုဆိုရင်တော့ဥဝေလေးနဲ့တပြေကုန်းကိုဆက်သွားနေတာပါရှင်